ဟာတောက်စားအပြော့ပါးတွေများလို့လောင်ကသားတွေကျူးလို့ဘဝပါသေးသွားတယ်မိသားစုလည်းပြုတ်ကွဲသွားတယ်လူတော့မတိုးတော့ဘူးတဲ့အဲ့ဒါကြတော့ဗာသေးတာဟောလူလို့သူမရှင်တန်နိုင်တော့ဘူးနော်တချို့ကအသက်ပါသေးတယ်ဘာကြောင့်အသက်သေးတာအဲ့ဒါလေးလေးလာကြည့်ပေါ့အနေတိုင်းအစားအသောက်မတက်လို့သေးတာလားတို့မို့အပေါင်းအသင်းတွေမှားလို့လားတို့မို့စိတ်နေစိတ်ထားအတွေးခေါ်တွေနေနေလို့လားဘာကြောင့်သေးတာတော့တို့မို့ကံမကောင်းလို့လားပေါ့ဒါလည်းလေးလားအဲ့ဒါလူတယောက်ကိုတွေးလိုက်တယ်မင်းနောက်4 လမြောက်တဲ့နေကြငါဒီပြန်လာခဲ့တဲ့အဲ့ဒီကြမှာမင်းကလက်ခံပေးမယ်တဲ့ဆရာကမေးလိုက်ဆရာပြောလိုက်တဲ့ကအဲ့ဒီလူကဆရာပြောလိုက်တဲ့4 လကျမှပြန်လာတဲ့ကဟာမဆရာမျက်စိပြူနေငါရဲ့ဟောကြားချက်ကတခါမှမမဘူးမင်းနဲ့ကြမှာငါသိခက်ကြနေပါဦးဆရာမြင်လိုက်တယ်သူ့ရဲ့အသက်လမ်းကြောင်းကံလမ်းကြောင်းက3 လပဲခံတော့ပါဆရာလည်းတီးကြတွက်တာနော်တရားမှမလို့ခဲ့ဘူးကံလမ်းကြောင်းကိုကြည့်ပြောတာသူကလည်းဆရာကမင်းသေးမယ်လို့ပြောလိုက်တာမဟုတ်ဘူးဆရာနောက်4 လနေမှပြန်လာဆိုတော့4 လနေဘလို့ပြန်လာမလဲလို့စဉ်းစားပြီးတာအဲ့တော့ပြန်သွားတဲ့လမ်းတစ်လျှောက်မှာတစ်ပင်တွေစိုက်တာတွေရေကန်တွေတူးသွားတာတွေလမ်းတွေပြင်းသွားတာတွေသူ့ရဲ့အသက်ကံကိုဆက်ပေးနိုင်တဲ့ extend လုပ်နိုင်တဲ့အသက်ကို extend လုပ်နိုင်တဲ့ကံအောင်တွေထူထောင်တာဒါကြောင့်ဘုန်းတို့ကရှင်သန်ဖို့ဘုန်းနိုင်ငံခြားမှာအလုပ်လုပ်ခဲ့တဲ့တချို့နိုင်ငံမှာတော်တော်ခက်ခဲတယ်ရှင်သန်ဖို့မနေရုံကတတိယရဲ့နေတ္တကံနဲ့ပတ်ဝန်းကျင်ရဲ့လူသူတစ်ခုတွေရှိတာလည်းရှိတယ်ဘယ်နိုင်ငံမှမလုံခြုံဘူးတော့တကယ်တမ်းရောက်တဲ့အခါတွေ့လိမ့်မယ်ဟုတ်လားအလုပ်ကိုရဲ့ကြီးမားတဲ့အန္တရာယ်ကြီးတဲ့ dangerous ဖြစ်တဲ့ပတ်ဝန်းကျင်မှာရှင်သန်ရတာရှိတယ်မသိအောင်တော့ဂရုစိုက်နေရတာဒါကြောင့်ဒီပြီးတော့ဘလို့ရှင်သန်ရမလဲဆိုတော့ဘုံအဖြေမရှိဘူးတခုတော့ပြောစရာရှိတယ်ဘယ်သူတွေဘာကြောင့်သေသွားတာလဲငါဝန်းကျင်မှာသေနိုင်တဲ့ပြဿနာတွေကဘာတွေရှိလဲအဲ့ဒါကိုယ့်အကိုရှာတခါကြီးဟုတ်လားတခါကြီးရဲ့အဖြေနဲ့ဘုံအဖြေနဲ့တူမှာမဟုတ်ဘူးဒါဘုံအဖြေကတခါကြီးကိုယ်တိုင်ပြန်စဉ်းစားဘဝသေသွားတဲ့သူတွေကဘာကြောင့်သေတာလဲအသက်သေသွားကြတဲ့သူတွေကဘာကြောင့်သေတာဒါဆိုတော့ငါရှင်သန်ရမယ်လို့ပြောတယ်ဆိုတော့မသိအောင်နေဖို့ဗျာဟုတ်တော့ဒါဆိုရင်တော့ရှင်းတယ်နော်အဲ့တော့ကိုယ့်ဘဝဉ္ဇဉ်ကို scan ဖက်လိုက်ကိုယ့်ဘဝဉ္ဇဉ်ကိုပြန်ပြီးအကဲခတ်လိုက်အဲ့ဆိုရင်ငါနဲ့အတွေ့အထိသေသွားကြပြီဒုက္ခရောက်သွားကြပြီဘဝတွေပျက်စီးသွားကြပြီဘာကြောင့်ဟာဘုံဘုံနဲ့တငယ်ချင်းတွေတန်းတူတွေအရက်တောက်လို့ကိုနဲ့သူနဲ့သူတောက်ခဲ့တာပဲဒါပေမဲ့သူတို့ကမဖြတ်နိုင်ဘူးသူတို့ဘာဖြစ်နေအခုကျသေးကုန်ကြ9 ယောက်လောက်ရှိတငယ်ချင်းတွေ9 ယောက်လောက်ရှိသေးတာရွာတငယ်ချင်းတွေလေကိုနဲ့သူတို့အစတော့တောက်ခဲ့တယ်ကိုကပြတ်သွားတယ်လေကိုကရှင်သန်နေတယ်သူတို့မရှင်သန်နိုင်တော့ဒါကြောင့်ဘာကြောင့်တည်းဘဝသေးတာလားအသက်သေးတာလားအဲ့ဆိုသေသွားတဲ့သူတွေကိုသင်္ကန်းသာယူကို့မှာလည်းအဲ့ဒီညင်စိုးတွေရှိတယ်အဲ့တော့ငါမသေးအောင်ရှင်သန်ရမယ်ဟုတ်နော်ဒီပတ်ဝန်းကျင်သွားရင်သေတတ်တယ်ဒီလမ်းသွားရင်အန္တရာယ်ရှိတယ်အဲ့ဒါလေးတွေကိုဂရုစိုက်သွားပေါ့နောက်ကံကောင်းနေတိဆောက်ပေါ့ဒါဆိုရင်ရှင်သန်အောင်ဘယ်လိုနေရမလဲမသေးအောင်ဘယ်လိုလဲအောင်လဲဆိုတာသိသွားပြီနော်ဘာဖြစ်လို့ရှင်သန်ခိုင်းတာရှင်သန်နေသမျှအခွင့်အရေးရှိတယ်ဟာလေတော့မြန်မာပြည်ကနေချင်းစရာကိုမကောင်းဘူးမြန်မာပြည်မှာနေသူတို့တက်တဲ့အကြောင်းမရှိတော့ဘူးမြန်မာပြည်ကတကယ်အရှုပ်ထုတ်ကြီးဆိုကြတာပေါ့အေးလေဒါတို့နေတဲ့နိုင်ငံလေကွာအဲ့ဒါမင်းတို့အကုန်လုံးနိုင်ငံခြားထွက်သွားလိုက်ကြတော့ဒီနိုင်ငံဘယ်သူတွေလာနေပါငါတော့မထွက်ဘူးဟဲ့ငါအရင်တော့ထွက်ခဲ့ပြီဒါကြောင့်ဘုန်းကြီးဖြစ်တော့အခုဘုံကိုဂျပန်ပင့်တယ်ကျောင်းရှိတယ်ဟန်ဂရီပင့်တယ်ဗီယက်နမ်ပင့်တယ်ဘယ်နိုင်ငံမှမသွားဘူးငါမြန်မာပြည်နေတာဘာဖြစ်လို့ဒီနိုင်ငံကြီးစုပ်နေလို့နေတာဒီအစုပ်ကြီးကိုမမြင်မနဲ့ကိုလွတ်ရကိုရှောင်းသွားရင်ဘယ်သူပြန်မလဲဒါကြောင့်နော်ဘုံတို့ပတ်ဝန်းကျင်ကိုကိုယ်တိုင်တိဆောက်ယူရမယ်သိသွားကြတာဘာကြောင့်တော့အသက်သိသွားတာဘဝသိသွားတာရှိတယ်ဒါကြောင့်ရှင်သန်မင်းတို့လွတ်တောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားဒါကြောင့်မသိသေးသေး၍အခွင့်အရေးရှိတယ်ဆိုတဲ့ဟာကိုမမေ့နဲ့သေးသွားရင်နိုင်ငံကောင်းကျင်ပါတယ်ပြောပြီးသေးသွားဘာမှလုပ်လို့မရတိုင်းပြည်ကောင်းကျင်ပါတယ်ပြောပြီးသေးသွားဘာမှလုပ်လို့မရပညာတက်ရှင်ပါတယ်ပြောပြီးသေးသွားရင်ဘာလုပ်လို့မရတဲ့မသေးသေးရင်အခွင့်အရေးရှိတယ်အဲ့ဒါဆိုရင်တော့မင်းတို့ချဲ့တွေးကြတော့ဗျာဟုတ်လားတော့ပေါ့တယ်နော်တို့မြန်မာပြည်မှာကွာဘုန်းကြီးတွေခုနောက်မှာဓမ္မဂရိကတွေဖြစ်လာပလင်မော်တက်တချင်းဆိုပုံမြင်လေးတွေလျှောက်ပြောဟာနဲ့ပရိသတ်တွေလည်းဟာနဲ့ပဲဘာတရားမှမဟုတ်ဘူး entertainment တော့အဲ့ဒါတောင်ရှိလေးပါလေးဝတ်ပြီးခေါင်းပေါင်းလေးပတ်ပြီးဇက်ကလို့ရတယ်အတူတူပဲပလင်နဲ့ဆင်ပဲကွာအဲ့ဒါ entertainment အဲ့ဒီတရားပွဲကနေမင်းတို့ကုသိုလ်လည်းမရဘူးပညာလည်းမရအချိန်ကုန်သွားတာပဲဖတ်တယ်ဒါပေမဲ့အဲ့လိုတရားပွဲလူစီတယ်ဟုတ်လားအဲ့ဒါသဘောတော်နေတယ်နော်
ကိုလုတ်တဲ့လို့ရတိုင်းစာဖတ်တယ်ခုနခေါင်းဆောင်ဘာကြောင့်ဖြစ်သွားသူတို့က education အနေနဲ့ဖတ်တာ education အနေနဲ့ academic ဖြစ်အောင်သူတို့ဖတ်တာကွာဒီဘက်ကလူတွေ entertainment အနေနဲ့ဖတ်တာဟာနိုင်ငံခြားသတင်းတွေဖတ်တယ်အီရန်နဲ့အစ္စရေးနဲ့ဖင်ကောင်းကြအောင်လူလျှောက်ပြီးတောင်ပြောလူလေကြအောင်သူဒါမျိုးဖတ်တာတယောက်ကကျတော့အီရန်နဲ့အစ္စရေးဖြစ်တဲ့အခါကျတော့ဘာစည်းတွေတက်ဘာလေးတွေကြားတယ်ဒါဆိုရင်ဘယ်လိုမျိုးရှင်းနေရဘာခက်ခဲsurvival ပြအဲ့ဒါမျိုးကြွားသွားတာသဘောပေါက်လားသတင်းတစ်ခုစာတစ်ခုအကြောင်းအရာတစ်ခုမြင်နာချင်းတောင်မနဲ့ entertainment ဘက်ကကြီးတဲ့သူရဲ့ education ဘက်ကကြီးတဲ့သူရဲ့အဲ့ဒါကြွားသွားတယ်ဒါကြောင့်စာဖတ်ပြီးခေါင်းဆောင်ဖြစ်တော့တဲ့သူက education level မြင့်ပြီးတော့ academic ဘက်ကိုရောက်သွားတယ် leadership role ကိုရောက်သွားတယ်စာဖတ်တယ်ဖတ်တယ်မတိုးတက်လာဘူး entertainment အနေနဲ့ဖတ်နေတယ်တရားတွေဖတ်တယ်တရားသားတွေပြိုင်ရင်လို့အဲ့ဒါလည်း entertainment ပဲဟုတ်လားတရားတွေဖတ်တယ်အဲ့ဒီတရားအသီးတွေကိုကိုယ်ဒီမှာ apply လုပ်ချင်လို့အဲ့ဒါ education ဆိုတာကမင်းကိုတိုးတက်အောင်လုပ်တာပဲဒါပဲ education လို့ရင်မင်းကိုတိုးတက်အောင်လုပ်ပေးတာဒါကြောင့်တရားနာတဲ့စာဖတ်တယ်တိုးတက်သွားတယ်ဆိုရင် leadership role ထိရောက်အောင်သွားမယ်အဲ့ဒါရင်အနည်းချုပ်တာသဘောပေါက်တယ်နော်ဘာကြောင့်ကောင်းကောင်းဖြစ်သွားတာတော့ education လို့ read လုပ်တယ်ဟောဘာကြောင့်မတိုးတက်လာတာတော့ entertainment ဘာလို့ entertainment ကိုနောက်ကိုလိုက်ရမလား education နောက်ကိုလိုက်ရမလား education is power ပညာဟာတကယ်စွမ်းအားပဲကွာပညာဟာစွမ်းအားပဲ education is power knowledge is power ဒီလိုမျိုးပြောတဲ့ slogan တွေရှိတယ်ကုတ်တွေရှိတယ် knowledge is power education is power entertainment no power ဟုတ်လားအဲ့ဆိုရင်ဒါအနည်းချုပ်အနေနဲ့ဒါပါပဲ education နဲ့ entertainment ကွာသွားလို့ leadership role နဲ့အောက်နဲ့ဒီလိုကွာသွားတာပါလို့ဖြေချင်ပါတယ်နော်ဟိုမှာသူများနိုင်ငံရည်နေလို့ချင်လို့လုပ်နေတာနော်သူများနိုင်ငံအသံသားသားတွေကိုအစီစုပ်ဂိုကူးစုပ်ချင်လို့လုပ်နေတာဒါပေမဲ့ तू ကအင်အားကြီးတဲ့အခါ तू လုပ်တာကြအကောင်းနဲ့ gain အစ္စရေးကလည်းဂါဇာဘက်မှာသွားပြီးတော့အစာအုပ်တွေဟိုအစ္စရေးဘက်အီရန်ဘက်ပါပြီးပြောနေတာမဟုတ်ဘူးနော်ဒါဘာဝကြကြကိုပြောတာကမ္ဘာလူလေကြီးတွေဖြစ်နေတဲ့ဟာကိုပြောတာအဲ့ဒီလူတွေကလူခွင့်ရေးတိုင်းဖို့ကြအကြီးရေးထားတာဟောအဲ့ဒီအတွက်လူခွင့်ရေးဆိုတဲ့အဖွဲ့အစည်းတွေကိုဖွဲ့ထားတာလူခွင့်ရေးဆိုတဲ့စီဝေးတွေတောက်လျှောက်လုပ်ပြီးတော့ကြေညာချက်တွေထုတ်နေတဲ့သူတွေညသာပြရှင်အလို့မပြောခဲ့ဘူးသူ့သက်မသက်နဲ့ခွာသူ့ဥစ္စာမခိုးနဲ့တဲ့သူတစ်ပါးတရားသာရတွေမတရားမယူနဲ့တဲ့သူတို့ကပိုင်ဆိုင်တဲ့ဟာမပေးချင်တဲ့ဟာတွေမတရားမယူနဲ့ကွာတဲ့တရားသဖြင့်တော့ကိုကြိုက်တဲ့လောက်ယူနော်သူကလူလိုချင်းချင်းပေးလိုက်ရင်ကိုအရေးချင်းရှိယူနိုင်တဲ့လောက်ယူနော်ဒါယူလို့ရမတရားမယူနဲ့ဟာသူသားမရမင်းမပြစ်မှားမစော်ကနဲ့မဖြက်သီးနေတယ်ကဲဘလောက်လူသားလောကကြီးကိုငြိမ်းချမ်းအောင်တာယာဆူပြေအောင်ရင်ကြီးတိမ်မွေးအောင်အခွင့်အရေးတွေဘလောက်ဖန်တီးပေးထားလိုက်တလေသူသားများတွေပြင်းမမစော်ကားနဲ့လိမ့်ညာမပြောနဲ့တကဘာလုံးလူလိမ့်နေအဲ့ trunk ကအလိမ့်ဆုံးဟုတ်လားကောင်းမှကနေလိမ့်နိုင်မှတမာတိဆိုတာမျိုးလားအဲ့လိုမျိုးဖြစ်ကဘာမှာလေသူကလိမ့်လိုက်တော့မိန်ခွန်းပြောတယ်အမလေးအဲ့ဒါသူ့ရဲ့လမ်းစဉ်မဟုတ်ဘူးရော်နယ်ရီကင်းရဲ့လမ်းစဉ်လောက်ခဲ့တာအဲ့ဒါကိုအယူွက်လို့ခေါ်တယ်အမေရိကန်မှာရော်နယ်ရီကင်း20တက်သွားတယ်ဒီ Trump လိုပဲနှစ်ခါသမ္မတဖြစ်တယ်အဲ့လိုပဲအယူွက်နေနဲ့တောင်ပြောရွှေသေးတက်တော့မှာကွာတော့ကြရွှေသေးမတက်မလို့မပြောပါဘူးရည်နေသေးလက်တက်နိုင်တယ်ပြောတာပါလုံးပြန်ရောဟိုဘယ်လိုက်လို့လွယ်တကဘာလုံးဟိုအော်တောင်းတင်းဖြစ်အောင်လုပ်တာလိန်ပြောတယ်ညာပြောတယ်ထင်အားဆိုင်ရိုက်ပြီးပြောနေတယ်အဲ့ဒါမျိုးတွေမလုံးနဲ့တဲ့ဟုတ်လားဗုဒ္ဓဘာသာပြောတယ်နော်အဲ့ဒါတွေမလုံးနဲ့တဲ့လူခွင့်ရေးပဲမွေးအသေးစားတွေကိုကိုယ်တိုင်လည်းမသုံးနဲ့တဲ့သူတော်ဘာတွေလည်းဘဝတွေပျက်စီးအောင်မဖြန့်နဲ့တဲ့မယောင်းနဲ့တဲ့ကဲဘလောက်ကောင်းဒီလောက်အခွင့်အရေးပေးတဲ့ဘာသာပေါ့ဘယ်နိုင်ငံမှာရှိတော့ဟုတ်တယ်နော်မင်းတို့ယဟန္တာဖြစ်အောင်ကြည့်မယ်ဆိုရင်ဖြစ်ခွင့်ရှိတယ်တဲ့တထေးဖြစ်ခြင်းနဲ့ဆိုရင်လည်းတထေးဖြစ်နေတို့ဘုရားသင်ပေးခဲ့တယ်တဲ့ဟုတ်လားဆင်းရဲသွားတဲ့အကြောင်းတွေဘာကြောင့်ဆင်းရဲသွားတယ်ဆိုတဲ့ဟာကိုလည်းလမ်းညွှန်ခဲ့တယ်ဟောဒီဟာတွေကဆင်းရဲတဲ့ဟာတွေဆိုပြီးသင်္ကန်းသာယူနိုင်အောင်ပြောပေးခဲ့တယ်တဲ့လောကကြီးပွားဖို့အတွက်ရောဓမ္မစီးပွားတွေတိုးပွားဖို့အတွက်ရောပြည့်ပြည့်စုံစုံအလကားတပြားမှမရဘဲနဲ့ပြောပေးခဲ့တာဗုဒ္ဓဘာသာဖျားပဲအခွင့်အရေးအပြည့်အတူတူပေးခဲ့တာ discrimination ယောက်ျားကပါဝါမြင့်လို့တစ်မျိုးမိန်းမကပါဝါနှိမ့်လို့တစ်မျိုးလို့ခွဲလည်းမထားခဲ့ဘူးဘုရားဘာသာမှာ discrimination ခွဲခြားဆက်ဆံတာမရှိဘူး
အဲ့ဒါကြောင့်ကဘာပေါ်မှာဗုဒ္ဓဘာသာထက်ပိုကောင်းတဲ့အခွင့်အရေးလူအခွင့်အရေးကိုပေးနိုင်တဲ့လူအခွင့်အရေးနဲ့ပတ်သက်ပြီးဟောနိုင်တဲ့ဘာသာမရှိဘူးကဘာမှာခဏဘာသာပေါင်း9000လောက်ရှိတယ် One religion ဆိုပြီးတော့ Google မှာရှာကြည့်လိုက်လူတွေတန်း8000ကျော်ဘာသာပေါင်းက9000ဝန်းကျင်ရှိတယ် roughly တဲ့အကြမ်းပြင်းအဲ့ဒီ9000ဝန်းကျင်ထဲမှာဗုဒ္ဓဘာသာဟာထေရဝါဒအတန်း150ဝန်းကျင်ပဲရှိအဲ့တန်း150ဝန်းကျင်ထဲမှာဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးစနစ်တကျလေ့လာသင်ယူထားတဲ့သူကတတန်းမှပြည့်ရလားလို့စဉ်းစားကြရရှိတယ်ဒါကြောင့်ဗုဒ္ဓဘာသာကိုအပြည့်မြင်ပြီးတော့ပြောနေကြတာရှိတယ်နော်